အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Aura Gaming MMB ပြန်နေအားလုံးကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ဒုတိယကြိမ်မြောက် Super Skin ရဲ့တိတ်ကလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရန်လို့ကျင်နေတဲ့ Glint Skin ကိုဖောက်ပြန်มาဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးကျွန်တော်မှာစိန်1444လုံးရှိပါတယ် Daily Discount 25လုံးနဲ့အရင်လဲပါမယ်ပထမဆုံးချိန်450တန်တော်စားလဲပါပြီခင်ဗျာ Animation Effect နဲ့ Gaming Notification Effect ပေါက်ပါတယ်ခင်ဗျာခုကကျွန်တော်စိန်450သုံးပြီးလဲတာဆိုတော့တစ်ကတ်တွေသွားယူပါမယ်အိုင်ဖုန်းတွေကိုအရင်ကမသုံးမဲ့နဲ့တစ်ကတ်တွေကိုအရင်သုံးပါမယ်တစ်ကတ်နဲ့တန်တော်လှည့်ပါပြီအောက်ပြီးသားရုပ်ပြောင်တော့ခုပေးပါတယ်ခင်ဗျာဘာမှမပေးပါဘူးနောက်ထပ်တန်တော်မလိုက်ခင်ကျွန်တော်ယူရရှိတဲ့ဟာလေးသွားယူပါမယ်အချိန်130ပြည့်လို့တစ်ကတ်10ကိုထပ်ပေးတာလေးပါကျွန်တော်မှာတစ်ကတ်29ကစိန်ရတော့969လုံးကြာပါသေးတယ်တစ်ကတ်နဲ့လှည့်ပါပြီဘာမှမပါပါဘူးဟုတ်ကဲ့နောက်ထပ်တန်တော်ထပ်လှည့်ပါမယ်Okay, let's go down draw. ဘာမှမပါဘူးခင်ဗျာရုပ်ပြောင်းမပေးပါတယ်နောက်ထပ်10 draw လှည့်ပါမယ်ကျွန်တော်မှာ6ကပ်ပဲကျန်တော့တယ်ပေါ့နော်လိုတဲ့တက်ကစားစိန်45လုံးသုံးပါမယ်95ခုလောက်ရတာဆိုတော့မစိုးပါဘူးဒီ160ပြည့်တဲ့အတွက်စကင်လဲလို့ရတဲ့ဟာလေးတရားထပ်ရပါတယ်အဲ့အချိန်190ပြည့်လို့ရှိရင်နောက်ထပ်180ထပ်ရပါမယ်ခင်ဗျာဟောပြီးသားရုပ်ပြောင်းတစ်ခုပဲပြန်ပေးပါတယ်ဘာမှမပေးပါဘူးလက်နေနဲ့ skin ပေးဖို့အစီအစဉ်မရှိပါဘူး1200ထိပြောင်းလှည့်ပြီးမှ exchange လုပ်လို့ရမယ်လို့ရှိပါတယ်အခုဆိုရင်189ချိန်ပေါ့နော်190ပေးဖို့ချိန်လိုပါသေးတယ်ကျွန်တော်မှစိန်ရလည်းမရှိတော့ပါဘူး922ခုပဲရှိပါသေးတယ်လဲရမယ်ဟာလေ1200ပေးဖို့အတွက်စိန်ထပ်ထည့်ပါမယ်အခုဆိုရင်ကောက်ထဲကိုစိန်195လောက်ရောက်လာပြီပေါ့နော်50နဲ့လဲပါမယ်တခါမပေးပါဘူးများ8ခုပဲ1198ပါဗျနောက်ထပ်50ထပ်သုံးပါမယ်ဒီခါတော့10ပြေးပါပြီ1190တွေက10ထပါလဲတော့ဘာဖြစ်မှမို့လို့လဲဟုတ်တယ်1200လည်းပြေးပြီးတော့လိုချင်တဲ့ Glint Skin ကိုလဲလိုက်ပါပြီရမ်းလှပါတယ်ရမ်းမိုက်တဲ့ skin နဲ့ RAM မှာအတီးကျမ်းပါတော့မယ်ကိုကအရမ်းကျမ်းလို့လားဆိုတော့မဟုတ်ပါဘူးသူများကကိုခဏခဏလာတက်လို့ခဏခဏသေးလို့အတီးကျမ်းနဲ့ပြောတာပါအားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေလည်းလာအောင်မလို့ပေလေးကို like and follow လေးလုပ်ပေးသွားကြပါဦးခင်ဗျာ